အခက်ခဲတွေအတားအဆီးတွေနဲ့စိုးရိမ်နေရတာလားဒါဆိုရင်တော့ဒီနှုတ်ဘက်တော်အသင်အတွက်ဖြစ်ပါတယ်ရှင်ပေတရုပထမစာဆောင်အခန်းကြီး9အငယ်9မှာပြောလဲဆိုရင်သင်တို့ကိုတတိနဲ့ကြည့်ရှုတော်မူသောကြောင့်သင်တို့၌စိုးရိမ်ခြင်းအမှုရှိသမျှတို့ကိုကိုယ်တော်၌အနံ့ကြလောတဲ့ဟာလေလုယာတတိနဲ့ကြည့်ရှုနေတဲ့သူရှိတယ်ထိုစိုးရိမ်ခြင်းနဲ့အလုံးစုံကိုတာဝန်ယူပေးမယ်ဘုရားဖြစ်တယ်ကျွန်တော်ရဲ့စိုးရိမ်ခြင်းနဲ့အလုံးစုံကိုတော့သူကိုပဲအနံ့နဲ့ကျွန်တော်တို့စိတ်ချရသောအဖြစ်ဖြစ်စေတယ်မစိုးရိမ်တော့ဘူးမေယာကိုမှတန်တရားရမရှိဘူးကိုရောရဲ့ဂတိတော်များသစ္စာမပြတ်ဘူးကိုရောရှင်ကဂတိတော်တိုင်းကိုရောတတ်နိုင်တယ်ယုံကြည်စိတ်ချနေတယ် God bless you